နိုင်တခုလာပို့တဲ့ချိန်မှာကောင်းလေးတယောက်ကအရက်ပူပူနည်းနည်းပူတော့ဒီကောင်ရေထဲကိုမြုပ်သွားကျွန်တော်အဲ့ဒီချိန်မှာအပေါ်ကနေပြီးရေထဲကိုပြေးဆင်းသွားတယ်ပြေးဆင်းသွားပြီးတော့မှအဲ့ကုန်းလေးတကုန်းရှိတဲ့ကုန်းလေးမှာဒီနိုင်ကိုချခဲ့ရတယ်எல்லோரும் இம்புட்டிருக்க நினைப்பதுவே இல்லாமல் வேறொன்றும் அறியேன் பராபரமில் சொன்னோடு நம்ம நாங்களும் செய்யா தமிழ் இந்து தாதனாயே அம்புங்க அப்பவோ டாங்கோயா கோது நெக்குனக ஜனவரில டயனியானி சாவரோ சொன்னோடு டீட்டாங்க வர அருளு டீட்டாண்ட ஈத ஜெக்கா சொன்னோடு இந்து லுமியோரி நாயே மட்டன் நாய் பெனနောက်ဆုံးကယူသွားမဲ့နေရာမှာငွေကြေးလိုအပ်တယ်လို့အခမဲ့ဆောင်ရွက်ဖို့တို့ကိုကျွန်တော်တို့ကနေပြီးတော့အင်ဒိုအဖွဲ့ချုပ်မှာပါတဲ့ရေးစီတချို့မိတ်ဆွေတွေနဲ့ကျွန်တော်တို့ဖွဲ့ပြီးတော့တယောက်100စုပြီးတော့1000ရှိရင်ကျွန်တော်တို့နာရီကိုတောင်းကောင်းမဝင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်မူကမွန်နီယန်ဒီဥက္ကဋ္ဌအနေနဲ့အတွင်းမှုမနီခေါ်ပူနီပန်တိုင်ယမကုမာရကိုကုလရွှေကျွန်တော်ဦးအောင်ဆိုတာစရင်စစ်နံပါတ်5ကလေးပန်းနဲ့ကျွန်တော်9ယောက်နဲ့ကျွန်တော်တို့ဒီအသင်းကိုစတင်ထောင်းတယ်ပထမရွေးချက်ကတော့အခမဲ့နာရေးချဝနေရာမှာလှုပ်ဖို့တော့ကလှုပ်ခဲ့တာဖြစ်ပါတယ်ဒါနဲ့4လလောက်9လကြာတဲ့အချိန်မှာဥက္ကဋ္ဌဟုတ်တယ်မဝင်ခေါ်တယ်မူကမွန်နီယန်ဒီကအဖွဲချုပ်ဒုက္ခရအနေနဲ့ရုပ်ောက်ပွဲဝင်ပြီးတော့ပြန်တဲ့အတွက်သူကထွက်သွားတော့ကျွန်တော်ကဥက္ကဋ္ဌအနေနဲ့နေပြီးတော့မနိနန်ကိုဦးနီယာအတွင်းမူဗန္ဒရဲမူကခလေးပတ်နဲ့နောက်ထွက်သွားတဲ့နေရာမှာအစားထိုးတဲ့အနေနဲ့နောက်ပိုင်းလူတွေပြောင်းလဲသွားပါတယ်အဲ့ဒီလိုလုပ်ပြီးတော့ကျွန်တော်က12နှစ်တိတိကျွန်တော်ဒီအသင်းမှာတာဝန်ယူဆောင်ရွက်ခဲ့တယ်တရားဥက္ကဋ္ဌကတော့ကျွန်တော်တို့ဥုံးပြေလို့ခေါ်တဲ့ဦးနီယန်ဒီနဲ့တောင်းတကောပဲသုဒ္ဓဥက္ကဋ္ဌကကျွန်တော်ကနောက်ဆုံးတာဝန်ယူပြီးတော့ဆောင်ရွက်နေတဲ့ချိန်ကာလဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီအသင်းကိုထူထောင်ရတဲ့ရည်ရွယ်ချက်ကတော့ရည်ရွယ်ချက်5ချက်နဲ့ပတ်သက်ပြီးတော့ထူထောင်ရတာကြီးတယ်နံပါတ်1ကတော့ညီဝင်းထိန်မဲ့တုတ်တန်တွေကိုကြီးကြပ်ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ဟာလာဒီနိုင်ရေးကိစ္စတွေဝိုင်းဝန်းဆောင်ရွက်ဖို့နံပါတ်2ချက်ကတော့ကျွန်တော်တို့တမန်ရေးဝန်ဆောင်မှုပေးဖို့နံပါတ်3ချက်ကတော့ကျွန်တော်တို့တိတ်ပညာတတ်တဲ့တမန်ကျောင်းကြီးကျောင်းသားတွေထောက်ပံ့ခြင်းပေးဖို့နံပါတ်4ကတော့ကျွန်တော်တို့တမန်စာပေသင်ကြားပေးတဲ့ဆရာဆရာမတွေကိုထောက်ပံ့ခြင်းပေးဖို့နံပါတ်5ကတော့လူမျိုးဘာသာမီးပေါ့နော်ဘောကဘေးကနေကဲကြိုးလေးလာကျွန်တော်တို့သွားပြီးတော့ကူညီဆောင်ရွက်ပြီးဖို့ဆိုတဲ့ရွေချက်5ချက်နဲ့ကျွန်တော်တို့ဒီအသင်းကိုဖွဲ့စည်းပြီးတော့ဒီအသင်းကရတဲ့ရမုံငွေတွေကိုကျွန်တော်တို့ကအချိုးကြပေါ့ပွဲဝေ30တယ်ဆိုတာခဏတိ29နှစ်ကိုကျွန်တော်တို့ဖက်ဖက်ကပေးဆက်ခဲ့ရတာပါအချိန်ရော၎င်းငွေရော၎င်းဆိုလုပ်ငန်းအဲ့ဒါတော့၎င်းတစ်ခုမှတစ်ခုကိုဖက်ဖက်ကပေးခဲ့ရတယ်ဖြစ်တဲ့အတွက်ဒီຢာကမနေ့ကပေါ့ဒီနေ့ပောက်ခဲ့တဲ့အချိန်မဟုတ်ပါဘူးအနှစ်30ကြာတဲ့တက်တန်းကြီးပဲတုတ်တောင်ကိုကျွန်တော်တို့တောင်မွေမှာရှိတဲ့ Sky Star Hotel ဘေးနားမှာအခု Polo Club လို့ခေါ်တဲ့နေရာမှာရှိတဲ့နေရာမှာကျွန်တော်တို့ဟိန္ဒူတုတ်တန်ရှိခဲ့တဲ့16ဧကအဲ့ဒီအစားဒီဝေးမှာကျွန်တော်တို့ကို19ဧကကျယ်ဝန်းတဲ့မြေတစ်ခုကိုလယ်မြေကိုပေးပြီးတော့ကျွန်တော်အဲ့ဒီမှာ development ကိုလုပ်ခဲ့ရပါတယ်အဲ့ဒီအချိန်တော့ရေတော်စီပင်ကနေပြီးတော့တောင်မွေကနေပြောင်းတဲ့အချိန်မှာ52သိန်း3000ကျွန်တော်တို့စီမေတော်စီပင်သားကနေထုတ်ပေးခဲ့အဲ့ဒီအချိန်မှာဒီမှာတော့လယ်မြေတွေကြီးပဲရှိတယ်လုံးဝဘွက်တွေနဲ့ပဲရှိတယ်အဲ့ဒါကိုတဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲပြီးတော့အကျဉ်းသားဖျားကြောင်းဆောက်တယ်အဲ့ချိန်တော့လူကြီးတွေကကျွန်တော်ရေရှိုးဆောင်လေးဆောက်တယ်ပြီးတော့မီးရှိုးဆောင်ထင်းမီးရှိုးဆောင်လေးတစ်ခုဆောက်တယ်မဟုတ်ကလုပ်တယ်အဲ့ချိန်တော့နောက်ပြီးတော့ကျွန်တော်ဝန်ထမ်းအရာတစ်ခုကိုအရင်အဟောင်းတစ်ခုဆောက်ခဲ့တယ်ကျွန်တော်ဒီအဝင်လန်းကိုလမ်းအသေးလေးပေါ့အဲ့ဒါလေးခိမ့်ပြီးတော့စလုပ်ခဲ့တယ်ဒီဟာပေါ့နော်ရေဝေးအဖက်ဖက်ကဖွံ့ဖြိုးဖို့အတွက်အတက်နိုင်ဆုံးပေါ့စွမ်းအားရှိသလောက်တော့စူးစမ်းခဲ့တယ်ဒါပေမဲ့ပြီးပြည့်စုံလားဆိုတော့လည်းမပြီးပြည့်စုံခဲ့ဘူးပေါ့နော်အစစရဘာလို့လဲဆိုတော့ရှေ့ရကျွန်တော်တို့ပေးတဲ့ချိန်မှာဒါလေကွင်းဆိုတဲ့ဟာလေကွင်းတိုင်းပဲရှိမှာပေါ့ဒါပေမဲ့ရှေ့လူတွေကကစင်းရုပ်ဖြစ်အောင်လုပ်ခဲ့တယ်
ကစင်းရိုးသမားကျွန်တော်တို့ခဝွန်လမ်းဖြစ်အောင်လုပ်ခဲ့တယ်ကျွန်တော်တို့ကကွန်ကရစ်လမ်းဖြစ်အောင်လုပ်ခဲ့ပြီးပြီဆိုင်ကမှာကဆင်းရဲသားတွေများတယ်ဆင်းရဲသားတွေများတယ်မှာနာရီတစ်ခုကိုသူတို့မြောက်ကလာပြီးပုံမှုဆိုဆင်းရဲတဲ့ပုံမှာအချင်းကုန်တယ်ပတ်စံတယ်သူတို့မတတ်နိုင်ဘူး နောက်ဒီဘက်မှာလဲကျွန်တော်တို့ Junction Square ဆိုတဲ့နေရာကိုလောလောဆယ်ရှိတဲ့ဟန်တော်ဒီနာမှာနေတဲ့နေရာမှာရှိတဲ့ဟိန္ဒူတုတ်တန်လေးကနောက်တကရွာမှာကျောင်းလာမှာရှိတဲ့ဟိန္ဒူတုတ်တန်အဲ့ဒါတွေကိုပေါင်းတော့တမိုင်းမှာရှိတဲ့ဟိန္ဒူတုတ်တန်ဒါတွေကိုပေါင်းပြီးတော့သူတို့အလုံးပေါင်း21ကနေပါရှိတော့ဆိုတော့ကျွန်တော်တို့ကထင်ပင်မှာအစားတို့ရကြပါတယ်ဒီထင်ပင်တုတ်တန်ကိုကျွန်တော်တို့ကနေပြီးတော့2010မှာဦးစောလဲဘိုးတက်နေဘယ်လိုခေါ်လဲသူကနေပြီးတော့တာဝန်ခံပြီးတော့ရေကြီးဖို့လို့ကိုကျွန်တော်တို့ကအတင်းအလွှဲယူပြီးတော့စလုပ်ပြီးတော့နေတဲ့အချိန်မှာ ဘာမှမရှိမြေလန်းမြေကုန်းခြိုက်ကြီးထဲမှာအားလုံးဟိုဘက်ချမ်းမှာရှိတဲ့လက်ရှိမြင်ရတဲ့အတိုင်းကိုဒီဘက်ချမ်းမှာရှိခဲ့တာဒီဟာတွေအားလုံးတာယာဖွင့်ပြောင်းလုပ်ခဲ့တာမြန်မာနိုင်ငံလုံးဆိုင်ရာတမန်ဟိန္ဒူတာယာရံပုံငွေဖွဲ့ရဥဆောင်ပြီးတော့ဒီဥဆောင်မှုရဲ့အောက်မှာဒီမေတ္တာဝါဒီရဲ့ဖွဲ့ရရွှေညော်ကိုင်းရကျွန်တော်တို့ဘိန်းလောက်ဈေးသူဈေးသားအားလုံးပေါင်းစည်းပြီးတော့ဒီလုပ်ကိုဖြစ်မြောက်အောင်လုပ်ခဲ့တယ် ကျွန်တော်တို့18ရက်တလ2009ခုကနေစပြီးတော့စေကန်းတစ်ခုကိုကျွန်တော်ဖွင့်လှစ်ခဲ့တယ်အဲ့ဒီစေကန်းကလူမျိုးဘာသာမျိုးအကုန်လုံးအတွက်ကုသပေးတယ်ရှိတယ်အဲ့မှာ ပိုးတော့ကျွန်တော်တို့ပြည်သူပိုင်းမသိငင်အချိန်တော့60နှစ်လောက်မှာစေယုံကြီးအရင်ကရာမခဏမချင်းစေယုံလို့ခေါ်တယ်အဲ့ဒီမှာကျွန်တော်ဟိန္ဒူတွေပိုင်ပြီးတော့ရာမခဏမချင်းဖုန်းတော်ကြီးကနေအုပ်ချုပ်ပြီးတော့လုပ်ခဲ့တဲ့စေယုံမှာအဲ့ဒီအလေးကိုကျွန်တော်တို့အားကြပြီးတော့ဘလို့မဆိုဟိန္ဒူစေယုံတွေကိုတိဆောက်ရမယ်ဆိုတဲ့ရည်ရွယ်ချက်တစ်ခုရှိရတယ် ရန်ကင်းမြို့နယ်ဒီကဝက်ကလူနာတဲ့များသောအားဖြင့်တော်တော်သိရကြပါတယ်။သိရပြီးတော့ဒီသေးကန်းကိုလည်းတော်တော်အားကိုးကြပါတယ်။ဒီတာဝန်ခံတဲ့အုပ်ချုပ်ရေးပွဲကလည်းလိုလေးလေးမရှိပံ့ပိုးပေးပါတယ်။သေဝါဆိုတဲ့သေဝါလေးကြီးတဲ့ဈေးတောင်မှလိုအိမ်လိုအပ်တယ်လို့ဝယ်ပေးတဲ့အတွက်ဆရာတို့မှအခက်ခဲတော့အာမမရှိဘူး ဒီနေ့ daily ဆိုလို့ရှိရင်ပေါ့ဒီမှာပေါ့နော်မနေ့9:00နာရီကနေ12:00နာရီချိန်ဖွင့်တယ်အမှန်ရနေ4:00နာရီချိန်ဖွင့်တယ်အဲ့ဒီဖွင့်တဲ့အောင်မှာလူနာတွေကတစ်နေ့ကိုအယောက်30ရှိချင်းရှိမယ်40ရှိချင်းရှိမယ်20ရှိချင်းရှိတယ်တစ်နေ့ကိုဒါပေမဲ့တစ်လတွက်တဲ့ခါကျလူနာက900 1000အနည်းဆုံးကို800ပေါ့အဲ့လိုရှိပါ အစတော့ကတော့ကျမစီးလို့ဆိုအပြည့်စီးကန်းနေမှာပြတယ်အနောက်ပိုင်းကျတော့ပတ်စံတစ်ဖြည်းဖြည်းနဲ့ဒီခေတ်ကလည်းမကောင်းတော့မတတ်နိုင်တော့လို့ဒီစီးကန်းကိုရောက်လာပါတယ် စေကန်းမှဒီစေုံတစ်ခုတိစောက်ဖို့ဆိုတဲ့ကျွန်တော်တို့ရဲ့ညီမချက်ကိုကျွန်တော်တို့လာမယ့်2026မှာအကောင့်နဲ့ပေါ်ဖို့အတွက်ကျွန်တော်တို့ကတောင်းတကုံမှာကျွန်တော်တို့မြေကွက်လောက်ဝယ်ထားတာရှိပါတယ်အဲဒီမြေကွက်လောက်မှာကျွန်တော်တို့သုံးသက်ကျွန်တော်တို့ကြောက်ကတ်စေးကိုအဖြစ်စောက်ဖို့အတွက်ကျွန်တော်တို့ညီမချက်ထားပြီးတော့စတင်ဆောင်ရွက်နေတယ်ဆိုတာကိုအတိပေးအကြောင်းကြားခြင်းပါတယ်2008ခုနှစ်မှာကျွန်တော်တို့ဒီတုတ်တန်ဝင်းတွင်းတစ်ခုလုံးကိုတာကူကွန်ကရစ်လမ်းနေကျွန်တော်တို့အသေးရဲ့ပတ်စံနဲ့ပေါ့နော်အသေးရဲ့ပတ်စံနဲ့အဝင်လမ်းပေ30ရဲ့ကားပါကင်လမ်းအထွက်လမ်းအားလုံးကိုကျွန်တော်အသေးပတ်စံနဲ့ကျွန်တော်စပြီးတော့ညနေခင်းခဲ့တယ်အဝင်မဟုတ်ဘူးကအထွက်မဟုတ်ဘူးကနှစ်ခုလုံးကိုကျွန်တော်တို့လုပ်ခဲ့တယ်နောက်တစ်ခုကဒီလမ်းပေါ့အခုမြေမြုပ်ကွက်ဒီလမ်းနဲ့မြေသားတူတယ်ဆိုတာကကျွန်တော်တို့ဒီနေ့တူတာမဟုတ်ပါဘူးနှစ်စဉ်နှစ်တိုင်းဘေးရသည်ဆိုတာနဲ့ကိုမြေဖို့ရတဲ့လုပ်ငန်းလုပ်ရပါတယ်လုပ်ရတဲ့အချိန်မှာလည်းစီး100နေရာမဟုတ်ပါဘူး900 300 400နှစ်စဉ်မြေဖို့ပြီးတော့ဒီနေ့လမ်းသားနဲ့တသားတည်းကြအောင်မြုပ်ပွက်ဖို့လဲကျွန်တော်တို့ဖြစ်အောင်လုပ်ထားရတဲ့ဒါကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်တွေပါနောက်တစ်ခါ2009ခုနှစ်မှာပဲကျွန်တော်တို့အင်းမီရှုဆောင်ဆက်မီရှုဆောင်ကျွန်တော်တို့အတင်းရဲ့အလူငွေအပါဝင်အဲ့ဒါကျွန်တော်တို့အလူရှင်ရဲ့ငွေနဲ့ကျွန်တော်တို့အသက်ကြီးဆောက်ပြီးတော့တပြေးပြေးဒီမှာပဲရေလာကျိုးတာများလာတဲ့အတွက်ကျွန်တော်တို့ရေချိုးကန်းကိုထပ်ပြီးတော့တိုးချက်ဖို့ဆိုပြီးတော့အဲ့ဒီအသင်းရဲ့အရင်လှူခဲ့တဲ့စိတ်မိသားစုရဲ့ပေါ်ထွန်းတဲ့မိသားစုတွေပြန်ပြီးတော့အချိုးကျပြန်ထည့်ပြီးတော့နောက်ထပ်ရေချိုးကန်း2ခန်းတွဲထပ်ပြီးတော့ပေါင်းပြီးတော့စုစုပေါင်း5ခန်းတွဲရေချိုးကန်းကိုအသက်ကျွန်တော်တို့ဆောက်ပြီးတော့ကျွန်တော်တို့2023ခုနှစ်မှာတော့ဖွင့်ပြီးတော့ဒီဟာကိုစပြီးတော့ဆောင်ရွက်ခဲ့တယ်ဟိုနောက်ဆုံးမှဆိုလို့ရှိရင်အခုနေမှာယူရဲဆောင်တဲ့ရေကန်ရေစင်းတွေဒါတွေကိုလည်းအလူရှင်မြတ်တီတာမိသားစုမှာအဆူရမ်းနေ လက်ရှိပဲတော့ TV project ကိုလှုပ်ဆောင်နေပါတယ် Stegen နဲ့
ကျွန်တော်တို့မြန်မာနိုင်ငံကြောင်းရဲ့အသင်းသားအောက်ဆန် NGO ဖွဲ့စည်းတစ်ခုနဲ့ကျွန်တော်တို့ပူးပေါင်းပြီးတော့TV လူသားတွေကိုကျွန်တော်တို့စေကမ်းမှာတွေစက်မှန်ရိုက်ကျွန်တော်တို့စေကမ်းမှာပဲစပိတ်သေးကျွန်တော်တို့စေကမ်းမှာပဲတေးထုတ်တဲ့ဝန်ဆောင်မှုတစ်ခုကိုပြီးနေပါတယ်။ အဲ့ဒီဘယ်ပါတယ်လဲကြားကြီးဘယ်ပါတယ်လဲအဲ့ဒီရောစီကချင်းချင်းကြီးအကပတ်တော်ရင်တော့ကားဆိုရင်တစ်ခါနာရေးတဲ့ရင်3ခါလောက်ပြက်လိတဲ့ခက်ကနေဒီနေ့ကားဆိုရင်အစည်းပြက်ရင်အစည်းပေးနိုင်တဲ့အဆင့်လောက်ကိုကျွန်တော်တို့မှာထိမ့်သိမ့်ပြီးတော့လူလဲလူပေးသလိုကျွန်တော်တို့လည်းထိမ့်သိမ့်ဆောင်ရှောက်နေတယ်ဆိုတာတော့ပြောချင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ထပ်ပြီးတော့ဒါကိုဘယ်လောက်ထိ development လုပ်ဖို့ရည်ရွယ်တာလဲဆိုရင်ဝေကြီးချမ်းသာဒီဖြစ်စေဝေကြီးစင်ရဒီဖြစ်စေကျွန်တော်တို့ကအစအဆုံးအဲ့ဒါနေပိုင်းပို့ဆောင်တာတွေတစ်တာတွေနိုင်ထုံးကန်လုပ်တာတွေနိုင်ထုံးကန်လုပ်တဲ့ပစ္စည်းတွေရင်းနေရာတွေဆက်ပြီးရှုတာတွေကျွန်တော်တို့အားလုံးကလူလေးသိမရှိတော့ငါပြတစ်ချက်မှကျွန်တော်တို့မယူဘဲနဲ့ပုံဆက်ရုံနဲ့အခါမဲ့အားလုံးခုန်ကြီးဆောင်ရွက်ပေးတယ်ပေါ့နော်ဟိုပြီးတော့ဝန်ထမ်းတွေရဲ့သားသမီးတွေကိုလည်းလိုအပ်တဲ့ဟာလေးတွေចောင်းသုံးပစ္စည်းလေးတွေထောက်ပံ့ပေးတယ်ကျွန်တော်ចောင်းအပ်ဖို့အတွက်ဆိုလို့ရှိရင်လည်းခုန်ကြီးဆောင်ရွက်ပေးတယ်ဒီအဆင့်ထက်ကျော်ပြီးကျွန်တော်တို့ကဘာလုပ်ချင်လဲဆိုကျွန်တော်တို့တင်းကြရဲ့တာယာလှပမှုကိုပဲလုပ်ချင်တယ်အဲ့လိုကြောင်းသူတက်ရောက်နေတဲ့ဟိန္ဒူကျောင်းသူကျောင်းသားတွေငွေကြေးမတတ်နိုင်တဲ့ကျောင်းကျောင်းသားတွေကိုကျွန်တော်တို့အသင်းကနေပြီးတော့ဟုတ်လားကျွန်တော်တို့ပညာအရေးချင်းလိုက်ပေါ့နော်စိတ်တက်လူဆိုတစ်လောက်တစ်သိန်းသေဘကျွမ်းကျင်ဆိုတော့တစ်လောက်9500ဒီပညာတက်လူကိုတစ်လောက်6000ရိုးရိုးမီဒီယာတက်လူတက်ရောက်နေတဲ့လူတွေကိုတစ်လောက်9000နှုတ်နဲ့ကျွန်တော်တို့စုစုပေါင်း184ယောက်တိတိကိုပေးရပြီးဖြစ်တယ်အဲ့ဒီမှာ84ယောက်ကတက်လူပွဲရပြီးတော့အလုပ်ခွင်တွေဝင်သွားကြပြီကျွန်တော်တို့မိခင်ဘာသာစကားဖြစ်တဲ့တမန်စာပေကိုသင်ကြားပေးတဲ့ဆရာဆရာမညီစုကိုမဆိုကျွန်တော်တို့တောက်ပန်ကြီးပေးဖို့အစီအစဉ်ရှိတယ်ဆိုတဲ့အကြောင်းကိုလည်းတင်ပြခြင်းပါတယ်ဒီစီးစီဆိုတာကကျွန်တော်တို့ဒီအသင်းရဲ့အဓိကပင်မကြော်ယူပေါ့သူအဲ့ဒီစီးစီကိုပွဲကနေပြီးတော့မှတကအောက်နောက်ပြီးတော့တစ်ဆင့်ပေါ့နော်ကျွန်တော်တို့ရေဝေးစီကံထိန်းသိမ်းရေးကော်မတီဆိုပြီးတော့ဖွဲ့တယ်ရေဝေးတာယာလှပရေးကော်မတီဆိုပြီးတော့ဖွဲ့ထားတယ်နောက်တစ်ခါစီကံအုပ်ချုပ်ရေးကော်မတီဆိုပြီးတော့ဖွဲ့ထားတယ်ပညာရေးကော်မတီဆိုပြီးတော့ဖွဲ့ထားတယ်။တော့ရုံးခန်းနဲ့အထွေထွေဆိုင်ရာကိစ္စရပ်တွေကိုဆောင်ရွက်ဖို့ဆိုပြီးတော့ဒီရုံးခန်းဆိုင်ရာပတ်သက်တဲ့ကိစ္စတွေကိုဆောင်ရွက်ဖို့ဆိုရုံးခန်းကော်မတီတစ်ခုဖွဲ့ထားတယ်။ဒီကော်မတီလေးတွေဖွဲ့ပြီးတော့ကျွန်တော်တို့ကသူကော်မတီအလိုက်ပေါ့နော်ကျွန်တော်တို့ကတီးခြားဆောင်ရွက်တဲ့အတွက်ကျွန်တော်တို့လုပ်ငန်းကပို့ပြီးတော့တိုးတက်အောင်မြင်လာတယ်။နော်ဒီတစ်ဖွဲ့တည်းကနေလုပ်တာမျိုးအားလုံးအဖွဲ့အစည်းကအားလုံးတက်ညီနဲ့ညီလက်တွဲပြီးတော့လုပ်လာတဲ့အတွက်ကျွန်တော်တို့အသင်းအခုဆိုရင်အရင်နဲ့စာရင်တော့ကျွန်တော်တို့85%လောက်အောင်မြင်သွားပြီလို့ပဲကျွန်တော်ပြောလို့ရတယ်။နော်ဖြတ်ပြီးတော့လည်းကျွန်တော်တို့ကကြိုးစားနေတယ်။နောက်အခုကျွန်တော်တို့ရေစင်ပေါ့နော်။မနစ်ကတိရခြေကကျွန်တော်တို့မှာရိုးအဝီစီပဲတူးထားတယ်။ပြောင်းစင်းလေး၆ထားတယ်။ဒါပေမဲ့ဒီနေ့ကျွန်တော်တို့စမဆူဟာ၄လက်မပတ်နေနှစ်တွင်းတူးထားပြီးတော့ရေကိုပေါ်ပေါ်လော်လော်သုံးနိုင်အောင်ကျွန်တော်တို့ကြံစီပြီးတော့လုပ်နေပါတယ်။ကျွန်တော်တို့ရဲ့အနည်း20ကျော်30ကာလမှာလာပြီးတော့ညှုံနှံထားတဲ့အုပ်ကူတွေကအခုချိန်ကမှပြူကျပျက်စီးနေပြီးဖြစ်တဲ့အတွက်ဒီမှာလာရောက်ဆက်သွယ်မှုမရှိတဲ့အုပ်ကူတွေကိုပထမအဆင့်အနေနဲ့အဲ့နှစ်ပေပတ်လေအုပ်ကူငယ်လေးတွေအဖြစ်တသက်ရရတေချာဆောင်ရွက်ပေးဖို့အဲ့လိုမျိုးအုပ်ကူပြူကျပျက်စီးနေတဲ့အုပ်ကူပိုင်ရှင်တွေလာလို့ရှိရင်ကျွန်တော်တို့ကမင်းနေရာကိုအလူငွေမယူဘဲနဲ့ကျွန်တော်တို့ကနေရာတတ်မှတ်ပြီးတော့တတ်မှတ်ထားတဲ့အုပ်ကူပုံစံအတိုင်းကျွန်တော်တို့နေရာပေးပြီးဆောက်လို့ခိုင်းမှာဖြစ်ပါတယ်စမီးလွမ်းတဲ့အချိန်မှာအကိုတို့မီးစက်ထားခဲ့တယ်ဒါပေမဲ့မီးစက်ပြတ်သွားတယ်စမီးရှိုးတော့တန်းလန်းဖြစ်ခဲ့တယ်ဒါပေမဲ့ဖြစ်ပြီးဆိုတာနဲ့နောက်တဲ့မီးစက်ကိုဒီနေ့အကောင်းစား390လောက်အကုန်ကြခံပြီးမီးစက်ကိုဝယ်လာတယ်အလူရှင်တွေကျွန်တော်တို့ခြံစည်းရိုးလူရှင်တွေရွေးမှတခြားအလူရှင်တွေကပြီးမတူရသေးတဲ့အလူရှင်တွေကိုကျွန်တော်တို့ဒီပြီးချိုးပေးဖို့အစီအစဉ်လည်းရှိပါတယ်ကျွန်တော်တို့ရုံးခန်းတစ်ခုကိုတည်ဆောက်နေပါတယ်ဒီကလုံသွင်းလာတော့အဲ့ဒီတစိုးတဲ့တစ်ခုလုံးမဲ့ဒီဘက်ချောင်းနေဖို့ရမှာပေါ့နော်နေဖို့မှဆိုတော့ဒီဘက်တစ်ချောင်းဖို့အကုန်လုံးဒီတင်းညာရပြီးပြီးတော့ဖြစ်သွားပြီဆိုရင်နောက်ကိုကျွန်တော်လက်ကြည့်ရမလို့ပေါ့ပြီးတော့ခြံစည်းကအဲ့ခြံစည်းကဒီလိုပဲကြည့်တယ်အားလုံးဆက်ခံပြီးရှိတယ်သူကတစ်ခါတွက်ထားပြီးတော့ငလင်းမှာတစ်ခါထက်တွက်ထားတယ်ဒါပေမဲ့ဒီနေ့ဒီချိန်ခါအတွက်ဒါကတော်တော်သေးနေပါပြီသူ့တက်ကိုပြန်ချက်ရမယ်ဒါပေမဲ့ကျွန်တော်တို့အလုပ်တစ်ခုလုပ်တိုင်းလိုအပ်လို့လုပ်လို့ရပြီမဲ့5နှစ်တာလေးခံတဲ့အတွက်5နှစ်ရဲ့လူကြီးများတာရဲ့နောက်ဆုံးရှုံးတဲ့အလောင်းရဲ့ dead body တွေပြီးမနစ်ကဆိုတလားမှ45 50ပဲရှိတယ်ဒီနေ့ဆို80ရှိနေပြီဆိုတော့ဒီ ratio တွေတက်လာတဲ့အတွက်လက်ရှိဝင်ငွေရောအလူရှင်ရောအစားအစာရာ
ဆောင်စည်းပြီးမှလောက်ရတဲ့အတွက်အခက်အခဲတော့ရှိကောင်းရှိနိုင်တယ်2021ခုနှစ်ကိုဗစ်လူနာအားလုံးပေါင်း1089ဦးကိုကျွန်တော်တို့ကတနေ့ကိုအယောက်20ကနေပြီးတော့30အထိကိုမနာရန်ကျွန်တော်တို့စက်နဲ့မီချူပေးခဲ့တဲ့အတွက်ဆက်ကလိုအပ်တဲ့ပမာဏတဲ့ပို့သုံးလိုက်တာကျွန်တော်တို့အတွက်အန္တရာယ်အများကြီးဖြစ်ပေါ်လာပါတယ်ရန်ကုန်တိုင်းဗဗယ်ရမြို့နယ်29လမ်းမှာရှိတဲ့ဟာလာကုန်စည်ကြီးဦးကငါးနဲ့ကနေစပြီးတော့ကျွန်တော်တို့ဒီဟာကိုအကုန်လုံးဒီပထမလူထားတဲ့စက်မီချူကိုအတစ်ပြန်လုပ်တဲ့အတွက်သူပဲတာဝန်ယူပြီးတော့အစဆုံးပြန်လူတန်းပါမယ်ဆိုပြီးတော့ဒီပြောလာတဲ့အတွက်ကျွန်တော်တို့သူ့ရဲ့အလူငွေနဲ့ကျွန်တော်တို့တိစောက်ခဲ့တာဖြစ်ပါတယ်ကိုဝိကာလတော့ဆိုရင်ယောဂတဲ့ယောဂကူကလွယ်တဲ့အတွက်မစတာဘူးလက်ဆေးဖို့ဆိုတဲ့အားလေးကိုလုပ်ခဲ့ပါတယ်အခုတည်းအဲ့ဒါကို maintain လုပ်လေရရှိပါတယ်ကျွန်တော်တို့တုတ်တန်ကတဝူးချင်းကိုတန်းတန်းရှင်းရှင်းနဲ့အခုနပြောလို့ရုပ်ပြရတဲ့အထိကိုကြိုးစားပြီးတော့ဆောင်ရွက်ပေးခဲ့တဲ့ရက်ခတ်မှုအနည်းဆုံးပဲဘာမှထူးထူးမရှိခဲ့ဘူးသူ့အလင်းငန်းမိတယ်ဘာကြောင့်လဲဆိုတော့ဒါရအောင်လို့ကြိုလုပ်ထားခဲ့လို့ကြိုတာမလုပ်ထားခဲ့ရင်လေကတိမှာပဲအတီးတီတစ်စင်ဖြစ်ပေါ်ခဲ့တဲ့သဘောဘေးရန်ရဲ့အတွက်ကိုကျွန်တော်တို့မဆိုင်မတော့ပဲဘာရောက်လှူဒန်းပေးနေတဲ့ရှိပါတယ်ကျွန်တော်တို့အဲ့လိုမျိုးလှူဒန်းပေးတဲ့အတွက်လည်းကျွန်တော်တို့ရှိမှစုငွေစုပြီးတော့အလူခေါ်အတက်တဲ့လူတွေအတွက်လည်းကုသိုလ်တွေအများကြီးရကြပါတယ်ကျွန်တော်တို့အသင်းအတွက်ပေါ့နော်စီမံအုပ်ချုပ်ပုံစည်းမျဉ်းကိုအရှိပိုင်းခေတ်တရားရုံးမှာကျွန်တော်တို့ကစီမံရေးဆွဲပြီးတော့ကျွန်တော်တို့အတီးပြီးပြဋ္ဌာန်းခဲ့နိုင်တယ်ကျွန်တော်တို့2023ခုနှစ်မှာစပြီးတော့ဒီစီမံကိုအကောင့်နဲ့ပေါ်တယ်ပေါ့အကောင့်နဲ့ပေါ်တယ်ဆိုတာစီမံပါဥပဒေတိုင်းကျွန်တော်တို့ဆောင်ရွက်တယ်အဲ့လိုဆောင်ရွက်တဲ့အခါမှာနိုင်က9ဦးအမှုဆောင်ကကျွန်တော်တို့နယ်မြေစုံကပါအောင်လို့ဆိုပြီးတော့နယ်မြေတစ်ခုကနေ3ဦးအဲ့လိုထည့်ပြီးတော့32ဦးပါအောင်နဲ့အမှုဆောင်ကျွန်တော်တို့31ယောက်နဲ့ကျွန်တော်တို့နိုင်က9ဦးနဲ့ကျွန်တော်တို့ဒါကိုဖွဲ့စည်းလိုက်တယ်ဒီလိုမျိုးဖွဲ့ရတဲ့အဓိကယူရချက်ကတော့ဒီအသင်းကိုလူငယ်တွေလက်ထဲမှာပကုံးပြောင်းတောင်းဝင်ပေးတင်လို့ဒီရေဝေးကိုလွန်ခဲ့တဲ့အနှစ်30 25နှစ်အရင်ကရောက်ပိုးတဲ့လူဟာရေဝေးအခြေအနေနဲ့ဒီနေ့ရေဝေးအခြေအနေအများကြီးတိုးတက်ပြောင်းလဲတယ်လို့ပဲပြောရမယ်ဒီနေ့ဒါကကျွန်တော်တို့ရဲ့လူမျိုးတွေနောက်ဆုံးခရီးတွေပဲဒီနောက်ဆုံးခရီးတွေလေးတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်ကာရာလေးနလာပပလေးလာပြီးချသွားတဲ့ချိန်ကြတော့လာပို့တဲ့လူကလာတဲ့လူကအားလုံးစိတ်ချမ်းသာမှုတစ်ခုရတာပေါ့နော်ஆரம்ப காலத்தில் 28-29 இருக்கிற காலத்திலிருந்து இந்த நிறுவனம் 32க்கு மாறி சிறுசாக இருந்து இன்றைக்கு வரைக்கும் இவ்வளோ பெரிதாக வளர்ச்சி அடைஞ்சிருக்கிறதுக்கு நிர்வாகமும் ஒத்துழைப்பாளர்களும் இணைஞ்சு செஞ்சிருக்கின்ற இந்த சேவை အားလုံးကိုတော့ပြည့်ပြည့်စုံအောင်လုပ်ပေးနိုင်အောင်ပဲကျွန်တော်တို့လုပ်ပေးနိုင်တယ်လို့တော့မပြောလို့ပါဘူးလိုအပ်ချက်တော့ရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ဒီဝင်းကြီးဒီဟင်ဒူမိသားစုဝင်အားလုံးရဲ့ဝင်းဖြစ်တဲ့အတွက်လိုအပ်ချက်တွေကိုဝိုင်းဝန်းပံ့ပိုးပေးပါလို့ထပ်လောင်းပြောချင်ရင်းနဲ့ကျွန်တော်တို့ဒီနေ့ဒီချိန်ဒီခန်းသားကိုဖြစ်မြောက်ဖို့အတွက်ထူတန်းပေးတဲ့အလူရှင်တွေကျွန်တော်တို့အသင်းအစအရာပေါ့ကျွန်တော်တို့ဒီချိန်နေဒီခက်ထိကိုရောက်အောင်တွန်းပို့ပေးခဲ့တဲ့ပရိုက်တာလူငယ်တွေပရိုက်တာတကယ်ချင်းလုပ်ပေါ်ကိုင်ဘက်တွေအားလုံးကိုကျေးဇူးတင်တယ်လို့ပြောကြရင်သူတို့ကိုယ်စားဒီစကားကိုကျွန်တော်ပြောရခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းပြောကြရင်လည်းနှုတ်ခွန်းဆက်တာအပ်ပါတယ်